အားလုံးပဲမင်္ဂလာပါဗျမင်္ဂလာရှိတဲ့ညာချမ်းလေးဖြစ်ပါသေးအားလုံးပဲမင်္ဂလာပါเนาะကျွန်တော်ဒီညတော့ live မလွှင့်တော့ဘူးကျွန်တော်ဗီဒီယိုလေးပဲတင်ပေးလိုက်ပါတယ်เนาะကဲအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒါမနေ့ကတောက်ချာနေသွားမယ်เนาะဒီနေ့အပူကတော့ထွက်လာပြီเนาะကိုလင်းရဲ့အခွေထဲမှာတော့6ပူးကတော့ပူးမယ်ဆိုရင်တော့ခွေပူးဆိုရင်တော့ပါတာပေါ့ဗျာเนาะဒါပေမဲ့ကိုကတော့မပေါက်ဘူးကျွန်တော်ဖွဲ့ဝင်နေတော့ဒါဘယ်လိုပေါက်လဲတော့မသိဘူးပေါ့ကျွန်တော်အပူးမထိုးဘူးလေเนาะခွေဘူးဆိုရင်တော့လေဒါမနက်ကထွက်တဲ့66က okay တာပေါ့ဗျာเนาะဒီညနေ90ကတော့မ okay ဘူးပေါ့เนาะဒါမဲ့တော့ခွေဘူးဆိုတာကတော့ကျွန်တော်အခွေအဓိကဆိုတော့လေအပူကတော့မပါဘူးကျွန်တော်ကမပေါက်ဘူးเนาะဒါအဲ့ဒါကြောင့်မို့ကိုလင်းရဲ့ဒါဒူတီကိုလင်းဆိုတော့ YouTube channel နေပြီးတော့ကိုကမအားလုံးကိုပြန်လည်ပြီးတော့နေရတဲ့ကြိုဆိုလိုက်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါเนาะမင်္ဂလာပါဒီညကျွန်တော်ဗီဒီယိုလေးပဲတင်လိုက်တယ်လိုက်တော့မလွှင့်တော့ဘူးเนาะဗီဒီယိုလေးပဲတင်ပေးလိုက်ပါတယ်ကျွန်တော်အကောင့်နေလဲကျွန်တော်ပို့လေးတစ်ခုတင်ပေးထားတယ်เนาะကိုလင်းရဲ့အကောင့်တက်ကလေးဆိုတာဒီကိုလီ2Dကိုလင်းအကောင့်ကနေเนาะအဲ့ဒါကိုလင်းအကောင့်ဒုတိယအကောင့်ပါလို့เนาะဒါကအခုမိတ်ဆွေတို့တင်ပေးတဲ့ 2D ကိုလင်းဆိုတဲ့အကောင့်ကတော့ဒါပထမအကောင့်နောက်ဒုတိယအကောင့်က Lucky Link ဆိုတဲ့အကောင့်အဲ့နှစ်ကောင့်ပေါ့เนาะအဲ့ဒါလေးကိုလည်း channel လေးကိုလည်း subscribe မနေရသေးရင်သွားပြီးနှိပ်ပေးထားပါအခုကျွန်တော်ဒီအကောင့်နဲ့ကျွန်တော်ပို့တင်ပေးထားပါတယ်ကိုလင်းရဲ့အကောင့်တက်ကလေးဆိုတဲ့ဟာပေါ့เนาะအဲ့ဒါလေးလည်းနည်းနည်းဝင်းရံပေးကြအောင်เนาะကိုလင်းနဲ့အဆက်အသွယ်ပြတ်သွားမှာသေးလို့ဟုတ်ပြီလားနော်ဒါကျွန်တော်ဒီညတော့ live မလွှင့်တော့ဘူးဗီဒီယိုလေးပဲတင်ပေးလိုက်တယ်ဥစ္စာပထမပြောချင်တာလာမယ့်ဘက်ကိုဒါကျွန်တော်ဖွဲ့ဝင်တွေကိုကျွန်တော်အလကားပြန်ပို့ပေးပါမယ်နော်အလကားပြန်ပို့ပေးပါမယ်နော်အဖွဲ့ပြန်ဝင်စရာမလိုဘူးဝင်ရင်လည်းတဲ့ဝင်ရင်လည်းလူတွေကဝင်ပါဗျာနော်ဒါပေမဲ့လူဟောင်းတွေကတော့ပြန်လဲဝင်စရာမလိုဘူးဗျနော်လာမယ့်ဘက်ကိုတော့ဒါအကောင်းဆုံးနေကျွန်တော်ကြိုးစားတော့မှာပေါ့ဗျာဒီဘက်မှာကျွန်တော်တို့တွေအဆင်မပြေဘူးပေါ့နော်ရှေ့တစ်ဘက်တော့ okay အောင်တော့လုပ်ရမှာပေါ့ဗျာနော်အဲ့ဒါကြောင့်မို့ကိုလင်းရဲ့ဒါဗီဒီယိုလေးအခုတွေ့ပြီးမြင်ပြီးဆို channel ကို subscribe မနေရသေးတဲ့သူတွေက channel လေးကို subscribe နေပေးတာပါနေပြီးသားကိုဒီမတွေကလည်းလက်မလေးနှိပ်လို့ရတယ်အသေးလေးတွေပေးလို့ရတယ်ပေါ့နော်ကြအားလုံးပဲမင်္ဂလာပါနော်ကြကျွန်တော်မနက်ဖြန်တောက်ကြနေပေါ့ဗျာနော်မနက်ဖြန်ကျွန်တော်10ရက်နေပေါ့10ရက်9လ2026တောက်ကြနေ12နာရီတုန်းတော့ကျွန်တော်သွားမယ်နော်တောက်ကြနေ12နာရီတုန်းတော့ကျွန်တော်သွားမယ်ကြတောက်ကြနေ12နာရီ10မိနစ်ကိုတကယ်လို့မနက်ပိုင်းနေ့ကဒီကနေ့မထွက်ညနေပိုင်းဒါပဲပြန်ထိုးပေါ့နော်4နိုင်ခွဲဆိုပြီးကျွန်တော်ပြန်ပြောင်းလိုက်မှာပေါ့နော်7နိုင်10မိနစ်ကနေဆိုပြီးတော့ကျွန်တော်တကယ်လို့ဒီမနက်ကိုဒီကနေ့နေ့မထွက်ညနေပိုင်းဒါပဲပြန်ပြီးတော့ဖြုတ်ပေါ့ဗျာနော်ကြာရင်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်မနက်ဖြန်10ရက်9လ2026တောက်ကြနေ7နိုင်10မိနစ်ကိုကျွန်တော်ကိုင်မြန်ဝမ်းချင်းလေးကတော့16ဝမ်းချင်းဖြစ်ပါတယ်နော်16ဝမ်းချင်းဖြစ်ပါတယ်ကဲ16ဝမ်းချင်းမှာကျွန်တော်ကိုလင်းကနေပြီး1နဲ့ပတ်သက်လာဘာလေးအကြိုက်လဲဆိုရင်1314 18 19နော်ဒီညနေအခုထွက်သွားတဲ့90ဆိုတဲ့ကဏ္ဍကျွန်တော်9 break 3 break ပေးထားတယ်နော်9 break 3 break ကျွန်တော်ပေးထားတယ်မိတ်ဆွေတို့နော်ရွေးပေးတဲ့ အော့ကွက်တော့မထွက်ဘူးပေါ့ဗျာတင်ကွက်ကတော့မထွက်ဘူးပေါ့4 4 6 9 1 9 6ဆိုတဲ့ကဏ္ဍနေရာမထွက်သေးဘူးမနေ့ကထပ်ထွက်မလားတော့မသိဘူးပေါ့နော်ဟို9 break ကတော့ထွက်လာပြီ3 break မနေ့က4 1တို့9 4 6တို့9 1တို့ထပ်ထွက်ရင်တော့ထပ်မိုက်တာပေါ့ဗျာနော်အခု9 break ကတော့90ဆိုပြီးထွက်လာပြီဒါကျွန်တော်ပေးထားတဲ့ဗုဒ္ဓဦးကြာသပတေးတောက်ကြမှာဘရိတ်က9 break 3 break ဒါအခုထွက်လာပြီနောက်တစ်ခုကလည်းကျွန်တော်ဒီဘက်မှာကျန်တာတွေအကုန်အဆင်ပြေတယ်ဗျာ free pass ဆိုလည်းထုတ်ပြီး okay เนาะကျွန်တော်အဖွဲ့ဝင်တွေပဲနည်းနည်းတိုင်းပတ်သွားတယ်ပေါ့เนาะအဲ့ဒါကြောင့်ကိုလင်းအကောင်းဆုံးပြန်လုပ်ပေးပါမယ်လာမယ့်ဘက်ကိုเนาะ free ပြန်ပြီးတော့ပိတ်စေလို့ okay အောင်စုပြအောင်လုပ်ပေးပါမယ်เนาะအဲ့ဒါကြောင့်စိတ်ကောင်းပါဘူးပေါ့ဗျာကျွန်တော်ကိုယ်တိုင်လည်းရှုံးတာပေါ့เนาะအဲ့ဒါကြောင့်မို့ကျွန်တော်ပြောချင်တာတခုကတော့9 break 3 break ကျွန်တော်ပေးထားတဲ့အထဲမှာအခု break ကတော့9 break ထွက်သွားပြီ90ဆိုတဲ့ကဏ္ဍနော်3950ဆိုတဲ့ကဏ္ဍထွက်သွားပြီကျွန်တော်3 break 4 1တို့9 4 6တို့9 1တို့ဆိုတဲ့ကဏ္ဍတွေကတော့ဒါမနေ့ကထပ်ထွက်လာရင်လည်းလွာမှာပေါ့ဗျာနော်4 6တွေပဲထွက်တော့မိုက်မယ်နော်ကြိုက်တဲ့ကြောင့်မို့ကျွန်တော်မိတ်ဆွေအားလုံးကနေမနေ့ကကျွန်တော်ကိုင်မဝန်းချင်းလေးကတော့16ဝန်းချင်းဖြစ်ပါတယ်ကဲ16ဝန်းချင်းမှာကျွန်တော်ကလင်းနေ1နဲ့ပတ်သက်လာရင်ဘာလေးတွေကြိုက်လဲဆိုရင်1314 1819ဝန်းချင်းက16 1နဲ့ပတ်သက်လာရင်1314 1819 6နဲ့ပတ်သက်လာရင်6364 68 69เนาะအဲ့မှာလဲ14တို့19တို့ပါတယ်64တို့69တို့ပါတယ်ပေါ့เนาะဘာညင်16 1နဲ့ပတ်သက်ရင်1314 1819 6နဲ့ပတ်သက်ရင်6364 68 69ကဲအဲ့ဒါပြင်ကျွန်တော်ရဲ့စိန်မာစတာကီးကတော့168ကီးဖြစ်ပါတယ်တောက်ကြနေအတွက်ကိုစိန်မာစတာကီးကတော့168ကီးဖြစ်ပါတယ်เนาะကဲအဲ့ဒါပြင်ကျွန်တော်အကြိုက် main တင်ကွက်ပြောမယ်ကျွန်တော်အကြိုက် main တင်ကွက်ကတော့မနေ့ကတောက်ကြနေကိုကျွန်တော်ကြိုက် main တင်ကွက်က45 46 48 main တင်ကွက်ဖြစ်ပါတယ်เนาะ45ရဲ့46ကဲ48ကဲကတော့ main တင်ကွက်ဖြစ်ပါတယ်เนาะ45 46
48ကတော့ main တင်ကွက်ဖြစ်ပါတယ်နော်5946 48ကတော့ main တင်ကွက်ဖြစ်ပါတယ်ကဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးမတက်တာပါ good night ပါအိမ်မက်လာမကြပါသေးကျွန်တော်ဒီညတော့ video လေးပဲတင်ပေးလိုက်ပါတယ်ကျွန်တော်ရဲ့ account တစ်ကလေးဆိုတဲ့ကိုဒီ account နဲ့ကျွန်တော်ပို့တင်ထားတယ်အဲ့ဒါလေးကိုလည်း channel လေးကိုလည်း subscribe မလုပ်ရသေးနှိပ်ပေးထားပါနော်ဟုတ်ပြီလားဒီ channel လေးကိုလည်းအခုမိတ်ဆွေကြည့်တဲ့ဒီ video channel လေးကိုလည်းတွေ့ပြီးကိုလေးကိုတွေ့ပြီးမြင်ပြီဆိုရင် channel လေးကို subscribe မလုပ်ရသေးတဲ့သူတွေက channel လေးကို subscribe လုပ်ပေးထားဖို့အားလုံးမေတ္တာရက်ခံပါတယ်နော်ကဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးမတက်တာပါ good night ပါအိမ်မက်လာမကြပါသေးနောက်တစ်ပတ်မှာကျွန်တော်အကောင်းဆုံးနေနဲ့ပြန်လဲတွေ့ကြမယ်ပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်အားလုံးတက်တာပါ